ဒီလိုခောက်နေတဲ့ကောင်းကင်တမပါပြီးမဲ့အရင်စေမလို့ဘူးလေဘုရားတကြီးအရှိမအဲ့လိုမျိုးမကောင်းတဲ့ဟာကိုဖြေရှာပါလို့မပြောဘူးလေဆရာရောက်တဲ့ချိန်မှာဆုတောင်းတာပဲရှိတယ်အဲ့လိုအရှိကူစေလွတ်လိုက်ပုံပဲစပါမဖြစ်လာဘူးဒါရရေးကြည့်တယ်ပြီးတော့အင်ဝင်ကလေးတွားပြီးတော့ဆိုရင်အခုကကိုအင်ကိုပြန်တော့မယ်ဆိုအကုန်လုံးစုပြီးတော့မလေးအထူးတပြည့်အစာတည်းရှောင်းအကုန်အင်ဝင်ကလေးပြီးတော့အစာတည်းရှောင်းပြီးအနာကျူစားရမယ်အရာလေးကျူစားနောက်ထပ်ဆက်ကျူစားမယ်ဆိုရင်လေပြအခုတော့ပြစက်တီကျူစားတော့ရအောင်ဆိုရင်အစာပြရှာမယ်ဆိုရင်ဆဆရရအောင်ဆိုရင်ကျူစားဆောင်တော့မဆရှာအဆောင်ပြဆရှာပါအဲ့ဆိုရင်ဟိုဂျန်တဲ့နေရာမလို့တော့အားလုံးအောင်ပြီးတော့တယ်ဘုရားမိတာပါတယ်အဲ့လိုပြောတယ်ဘုရားမင်းရတယ်ညဆူတောင်းတယ်အားကျေဆူတောင်းဒီမိနစ်လေးဆူတောင်းတယ်ဆရာဆိုင်ဖုန်းဆက်လာတဲ့ချက်ချင်းအဲ့ဒီအချိန်တော့မပြီးတော့ပဲဒါပေမဲ့အစုပ်တက်ပြီးပြန်ဟိုစားပြောပြီးတော့အဲ့ချက်ချင်းတက်လာအဲ့လိုမျိုးဟုတ်တယ်အရေးကြီးတယ်ဒါကြောင့်ဘုရားပြပြနံပါတ်1ကဂျမကြီးကိုပြုဆိုင်နံပါတ်2ကတော့ဟိုဘုရားရဲ့အမှုတော်ကိုဆောင်ရွက်တဲ့နေရာမှာပေါ့နော်ဒါမှပဲတော့ဘုရားဘုံတို့ထိရှာဖို့အတွက်ဂျမရဲ့တောင်းမှာဘုရားအမှုတော်ကိုဆောင်ရွက်ရတယ်ဒါအရေးကြီးတယ်ကဲကျေးဇူးတင်ပြီးဟိုစားဒီတနည်းအားတင်တာတစ်ခုလုပ်တယ်မဟုတ်လားအခုဒီတင်တာတော့လုပ်နေဆိုရင်အဲ့တင်တာကိုမဝင်တဲ့ချင်းဆိုရင်တော့တရက်မှာ3ခေါက်စစ်တိုက်ဆူတောင်းပြီးမှတင်တာကိုစပ်ပြီးတော့ရောက်သွားရင်လည်းမဆမ်း3ခေါက်ဆူတောင်းမဟုတ်ရင်ဘာဖြစ်လို့လဲဆိုရင်ဟိုဖျားတယ်လို့တက်တာတော့တာများကြီးရှိတယ်ဒါပေမဲ့ရှိပြီမဲ့ဟိုစားပြလာပြန်ဖျားလာတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်ဖျားတကြီးယေရှုနာမကိုဆူတောင်းပြီးအဖျားကပေးပြောက်ပေးတယ်ပြီးဘာဖြစ်လို့နောက်ထပ်တစ်ခေါက်ဖြစ်လာတယ်လဲဆိုရင်လို့ပြန်ပြောတဲ့ချင်းဒီဟိုစားဆူတောင်းမစလို့အဓိကဆုအရင်တောင်းစက်ကအနေလို့ဆုတောင်းစက်ကတဲ့ပိုင်းအနေလို့ဖြစ်လာတယ်ဘာတစ်ခုဆိုလဲဆုတောင်းငါတို့ဘုရားရဲ့အမှုတော်ဆောင်တဲ့လူကနော်လူရှိမှအမှန်တခြားဟုတ်တယ်ဆိုတော့အဆက်ဆက်အရာရာကိုလူလေသိမရှိမရှိဘူးလို့တော့ထင်ပြီးမဲ့ရှိလာတယ်ဘယ်လိုမျိုးဘာတစ်ခုဆိုလဲဆုတောင်းထိုင်လဲဆုတောင်းလိုက်ဒီဥစ္စာဂါပေါ်မှာစီလေးပဲစိုက်ကပေါ်မှာစီလေးဆုတောင်းဘုရားလူကိုအခြေပေးတာနည်းနည်းပေးဘုရားပေါ်စီလူလေးကတိနားမလဲတဲ့အတွက်ပေါ့နော်ဆုတောင်းလေဆိုခဏလေးလေပြုစီခေါင်းတစ်ခုလောက်တော့ဆုမတောင်းပြီးမှဆုတောင်းပြီးကျမလေးနေ့တိုင်းဆုတောင်းနေကျွန်တော်လေးကမြေတော့ဆုတောင်းတာပဲညတယ်လို့အခုဟောဗလဲဒီပြပဖေကပေါ့နော်ပြပဖေကဖုန်းဆက်လာတာပြောတယ်လေဆိုအဲ့မှာမောင်လေးတို့ညီမလေးတို့ရေးလို့ဟိုညီတို့ရဲ့ယောဂဝေဒနာတွေကပေါ့ဆုတောင်းအားနေလို့လေးဖြစ်လာတယ်လို့ဒါပေမဲ့ဘုရားဘုန်းတော်ထိရှာဖို့ဟုတ်တယ်လို့တက်တာလာမယ်နော်လို့ဆက်ပြီးတော့နံပါတ်1ကတိဝင်ချပါနိကဟိုမြေတာပေါ့နော်ဆုတောင်းကိုအားယူပါလို့ဟိုမောင်လေးတို့ညီမလေးတို့ကအလုတ်ဆက်တဲ့အချိန်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အလုတ်လောက်ရမှာဟုတ်လို့ဘုရားကိုအချိန်မပေးနိုင်ဘူးပြီးအလုတ်နားတဲ့အချိန်ကတမီးရဲ့ရေမစားနေဆိုအရင်တောင်းပါလို့ပြောလိုက်တဲ့အချိန်မှာပြောတယ်လေဆိုဆီယမကျွန်တော်လေးတဲ့ကျမလေးတဲ့တရက်ကို၄-၅ခေါက်ဆုတောင်းတယ်အဲ့၄-၅ခေါက်ဆုတောင်းတာတူနေလေးပဲဘယ်ယူစီလက်တစ်ချောင်းလောက်တော့ဆုမတောင်းပြီးမှတော့ပေးရမလဲဟုတ်တယ်မို့လားမရဘူးဘုရားကိုဆုတောင်းလေကဲဘုရားဘုန်းတော်ချေရှာဖို့အတွက်ဆိုတာကိုကချွေးထွက်လာတဲ့အထိကိုဆုတောင်းတကယ့်ကိုအချိန်ပေးနေရတာဟုတ်တယ်မို့ဘုရားကိုအချိန်ပေးရအဲ့နဲ့ခုနပြောတော့တဲ့အတိုင်းပဲဒါကြောင့်ကိုမြင်တော့စက်ကပါဆုတောင်းစက်ကပါနော်ဆရာဘယ်လိုပဲဖြစ်ဖြစ်ကိုစိတ်အားလည်းမငြင်းနဲ့ဘုရားပေးထားတဲ့ဆုကျေးဇူးဆိုတာဒီဆုကျေးဇူးလေးလူတိုင်းမရနိုင်ဘူးဆရာစိတ်ပြီးတော့တစ်ချက်ကထပ်စီမှာတာပေါ့နော်ဘုရားပေါ့မနေ့၄နာရီထပ်၄နိုင်ထပ်ပြီးဒုထောက်ဆုတောင်းဘုရားအဲ့အချိန်မှာဟိုကောင်းကင်တမဆင်းတယ်ဆင်းပြီးတော့မှဒီအနံ့ကြီးပေးဖို့အတွက်ပေါ့နော်လူလေးချမ်းမချပေးဖို့အတွက်တိတိကျကျတာဆရာမထပ်ဘူး၄နိုင်ဆုမတောင်းဘူးတခါတလေတော့တောင်းတယ်ဒါပေမဲ့မတောင်းတာများတယ်ဟိုမှာဟိုဒီချိန်မှာလေးဆုတောင်းခိုင်းတယ်ဒီမှာ၄နိုင်တော့ထားရမယ်နော်အချိန်3နိုင်ပြီးတာနဲ့4နိုင်10မိနစ်ဝင်တာနဲ့ဆုတောင်းဆုတောင်းအဲ့ဒါကဟိုနော်ဟိုပိတ်စီတာဟုတ်ဘယ်လိုဆုတောင်းရဆုတောင်းအနေကြတော့ကိုကလေစိတ်ကတဲ့အပိုင်းမှာအနေလို့ပဲနေ့တိုင်းအချစ်တဲ့တခါတလေမောတယ်အဲ့လိုဖြစ်တာကဆုတောင်းတဲ့နေအနေလို့ဆီယမဆိုရင်လေ24နိုင်မအိပ်ရဘူးနော်24နိုင်လောက်မှမအိပ်ပြီးဆုတောင်းတယ်တစ်စိတ်မှမအိပ်ဘူးနော်နေ့လေဆိုလေအိပ်ချလိုက်တာဘာဖြစ်တယ်ညာဖြစ်တယ်မဖြစ်လားအဲ့ဒါရေးကြည့်တယ်